စစ်စုဖမ်းဆီးထားတဲ့လူလူကောင်းတော်ဒေါ်ဆန်းစုကြည်တွေပတ်သက်တဲ့သတင်းအချက်အလက်တွေမကြားသိရတာအချိန်ကြာမြင့်လာတာဖြစ်ပြီးဘဲသားသမီးမှာမိဘရဲ့သတင်းကိုဖုံးကွယ်ထားတာမခံသင့်ပါဘူးလို့ဒေါ်ဆန်းစုကြည်ရဲ့သားဖြစ်သူကိုထိန်လင်းခေါ် Kim Aris ကသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်ပြောကြားလာခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတိတ်ဆိတ်နေမှုကိုလည်းဖြိုချလိုက်တဲ့အတွက်သတင်းဌာနတွေသတင်းထောက်တွေအားလုံးကလည်းကျေးဇူးတင်ကြောင်းပြောခဲ့ရမှာကိုထိန်လင်းကတော့အခုလိုမျိုးရေးသားခဲ့ပါတယ်။ကိုထိန်လင်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာတော့ကျွန်တော်အမေစီကနေဗာသတင်းမှမကြားရတာအတော်လေးကိုမှကြားလာပါပြီ။သူ့ကိုပမာချုံနှောင်ထောင်းလဲဘလို့ဆက်ဆန်းလဲမေမေကောင်းမှုနဲ့စေကူတမှုရရလားကျွန်တော်မသိခဲ့ပါဘူး။ဘဲသားသမီးမှာမိဘရဲ့သတင်းကိုဖုံးကွယ်ထားတာမခံသင့်ပါဘူးလို့ရေးသားဖော်ပြခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့သားဖြစ်သူကိုထိန်လင်းကလည်းပြီးခဲ့တဲ့ဒီဇင်ဘာလ14ရက်နေ့ကဂျပန်နိုင်ငံမှာရိုက်တာသတင်းဌာနရဲ့အင်တာဗျူးမှာအင်တာဗျူးခဲ့ပြီးရိုက်တာကနေမနေ့ကထုတ်လွှင့်ခဲ့ပါတယ်။အဲ့ဒီအင်တာဗျူးထဲမှာကိုထိန်လင်းကမိခင်ဖြစ်သူကျမရေမကောင်းမှုဆိုတဲ့သတင်းချက်လက်တွေနဲ့တချို့သောလွန်ခဲ့သောနှစ်ကရရှိခဲ့တဲ့စစ်အုပ်စုရဲ့လက်ထဲမှာဆုံးပါသွားနိုင်တယ်လို့ပြောကြားထားခဲ့ပါတယ်။ဆက်လက်ပြီးတော့လည်းကိုထိန်လင်းကကျွန်တော်ဒီလိုဝင်ပြီးတော့ပြောမှကိုလည်းသိရင်တော့ဝမ်းနည်းနေမှာပါကျွန်တော်မှရွေးချယ်စရာမရှိတော့ပါဘူးကျွန်တော်ကသူ့ရဲ့သားပါသူ့ကိုစားကျွန်တော်မပြောရင်လည်းတခြားသူကဘသူကပြောလာမှလဲသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာယခုလိုမျိုးရေးသားခဲ့ပါသေးတယ်ဆဲဆူကမတရားဖန်ဆီးထားတဲ့လူလူကောင်းစားတော်ဆန်းစုကြည်နဲ့ပတ်သက်တဲ့သတင်းချက်လက်တွေပြတ်တောက်နေတာကြောင့်ဆဲဆူလက်ထဲမှာကွယ်လွန်သွားမှကိုစိုးရိမ်နေကြောင်းတော်ဆန်းစုကြည်ရဲ့သားဖြစ်သူကိုထိန်လင်းခေါ် Kim Aris ကတော့သတင်းဌာနကိုပြောပြသွားခဲ့ပါတယ်အကျဉ်းထောင်ထဲမှာကျမရေးချွန်ရင်းနေတယ်ဆိုတဲ့တချို့သာသိရပြီးနှစ်နီးပါးအဆက်အသွယ်ပြတ်တောက်နေတာကြောင့်စစ်စုလက်ထဲမှာကွယ်လွန်သွားပါကသိရှိခွင့်မရမှာကိုစိုးရိမ်ကြောင်းကိုထိန်လင်းခေါ် Kim Aris ကပြောကြားလာခဲ့ပါတယ်။2021ခုနှစ်အာဏာသိမ်းယူချိန်မှာပဲစစ်အုပ်စုရဲ့အကျဉ်းချခံထားရတဲ့မိခင်ဖြစ်သူဟာနှလုံးအယိုးနဲ့တဖုံးယောဂကိုခံစားနေရတယ်ဆိုတဲ့သတင်းတွေသာတဆင့်စကားတဆင့်ကြားကရဖန်ရခါကြားသိရကြောင်းကိုထိန်လင်းကပြောပြလာခဲ့ပါတယ်။ထိုင်းလေတပ်ကကမ္ဘောဒီးယားစစ်ရေးပြစ်မှတ်တွေကိုဒီနေ့မနက်ပိုင်း F-60 တိုက်လေယာဉ်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ထိုင်းလေတပ်ကနေကိုကားပြီးထိုင်းသတင်းဌာနတွေမှဖော်ပြလာခဲ့ပါတယ်။ကမ္ဘောဒီးယားစစ်တပ်ဘက်ကနေထိုင်းနိုင်ငံပူရီရန်ခရိုင်ကအရသားတွေရှိတဲ့နေရာတွေကို PM21 ဒုံးကျည်လေယာဉ်တွေနဲ့ဒီဇင်ဘာလ10ရက်နေ့နနက်8နာရီခွဲချိန်မှာပစ်ခတ်ခဲ့တယ်လို့ထိုင်းစစ်တပ်ကနေထုတ်ပြန်လာခဲ့ပါတယ်။ကမ္ဘောဒီးယားစစ်တပ်ရဲ့ပစ်ခတ်မှုများကြောင့်ထိုင်းစစ်သားတအုပ်သေဆုံးပြီး4ဦးဒဏ်ရာရရှိခဲ့သလိုထိုင်းလေတပ်ရဲ့ပုံကျဲမှုများကြောင့်ကမ္ဘောဒီးယားဘက်ကနေလည်းထိခိုက်အများဆုံးရှိတယ်လို့သတင်းတွေဖော်ပြလာခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကြားဝင်ပြီးထိုင်းကမ္ဘောဒီးယားအပြစ်ကရစရေးသဘောတူညီချက်လက်မှတ်ရေးထိုးမှု9လအကြာမှာအခုလိုမျိုးနှစ်နိုင်ငံစစ်ရေးတွေပြန်ပြီးတင်းမာနေတဲ့အခြေအနေပြန်လည်ဖြစ်နေခဲ့တာပါထိုင်းနဲ့ကမ္ဘောဒီးယားဟာပြစ်ခတ်ရစရေးသဘောတူညီချက်ကိုချိုးဖောက်ကြောင်းအပြန်အလှန်ဆွဆွဲခဲ့ပြီး